ဆိုတော့သူလူနာတွေအတွက်သွေးတွေဘယ်လိုလိုတာတွေပိုလူဖြစ်တယ်ဆိုလို့ရှင်ဘယ်လောက်ထိဝင်မြတ်တယ်ဆိုတော့ကျွန်မလည်းသိပါတယ်လွန်ခဲ့တဲ့2025လောက်ထဲကကျွန်မ10နှစ်ကျော်ရှိပါပြီသွေးလူခဲ့ပြီးတာပေါ့နော်အရင်တော့ပထမစတဲ့လူတဲ့အချိန်တော့ကလေးစင်းအောင်တော့လူတာပါကလေးစင်းအောင်ကနေပြီးတော့ဇက်လိုက်ပေါ့သွေးလူပဲလူရဲဆိုရင်ကျွန်မတော့လူခဲ့ပါတယ်အခု2020ဒီဘက်ပန်းလိုက်စင်းအောင်ရောက်လာတဲ့အခါမှာတော့ရှိကန်တင်ကြတဲ့ကိုဖြစ်သွားတာပေါ့နော်ကျွန်မလူချင်းတဲ့အချိန်တိုင်းမှာသွေးလူတဲ့အချိန်တိုင်းမှာကျွန်မအနေနဲ့လူပေးနိုင်တဲ့အတွက်အများကြီးပီတိဖြစ်ရတယ်ပေါ့နော်ဒီလိုပဲကျွန်မလိုပဲအများနဲ့သွေးလူတိုင်းလူပေးနေတဲ့အလူရှင်များကိုလည်းကျွန်မအနေနဲ့ဂုဏ်ယူရဲနောက်လည်းထပ်ပြီးတော့အများကြီးလူနိုင်ကြပါစေလို့တောင်းပါတယ်ကျမကတော့မလာစီပါကျမပေါ့နော်ဒီမှာတားနိုင်စေုံမှာအလုံးလုံးနေနေပေါ့ဒီအကြောင်းတိုက်ဆိုင်တဲ့အခါမှာသွေးလူဖြစ်တာပေါ့လွန်ခဲ့တဲ့10နှစ်ကနေစပြီးတော့သွေးလူဖြစ်တာဒီနေ့အထိဆိုရင်စုစုပေါင်း18ကြိမ်ရှိသွားပါပြီပေါ့နော်စလူချင်းတော့ဒီလိုပဲပေါ့ကိုကဒီကျန်းမာရေးလဲကောင်းတယ်ဒီသွေးလူနိုင်တဲ့အသက်အရွယ်တွင်းမှာလဲကိုကရှိနေရပေါ့နော်ပြီးတော့သွေးလူရှင်တွေရဲ့လိုအပ်တဲ့ criteria တွေနဲ့ပြည့်စုံတဲ့အတွက်လူတွေကိုကူညီချင်တဲ့စိတ်နဲ့စပြီးတော့လှူခဲ့မိရပေါ့နော်ဒါပေမဲ့လို့လွန်ခဲ့တဲ့6နှစ်ကပေါ့နော်ကျမရဲ့ဖေဒီ CJ ယောဂါကိုခွဲစိတ်ကုသရတယ်ပေါ့နော်ဆက်ဆောင်ဆုံးတော့ကတော့ဒီသွေးတစ်လုံးပဲလိုမယ်ပေါ့ reserve ပဲလိုမယ်ဆိုပြီးတော့လှုပ်ထားခဲ့ပြီမဲ့တကယ်တမ်းခွဲစိတ်ခန်းထဲမှာသွေးအရန်ထွက်တဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသွေး၅လုံးဇက်တိုက်ကို emergency အားကျန်သွင်းခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘလို့ဒီဖခင်တယောက်အတွက်ပေါ့နော်ဒီသမီးတယောက်ရဲ့ခံစားရတဲ့တော့ကဘလို့မှအဲ့လိုဖော်ပြလို့မရနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကနေပြီးတော့ဒီအဖေအတွက်လိုအပ်တဲ့သွေးငါးလုံးကိုသွင်းပေးခဲ့တယ်လှူပေးခဲ့တယ်အဲ့ဒီအချိန်မှာသူတို့ဘက်မှာကျေးဇူးတင်တဲ့စိတ်ကလည်းဘာနဲ့မှဖော်ပြလို့မရဘူးအဲ့နောက်ပိုင်းမှာဆိုရင်ကိုသွေးလှူတဲ့အခါတိုင်းမှာပေါ့နော်ကိုရဲ့စိတ်ခံစားချက်ကပို့ပြီးတော့လေးနက်လာတယ်ပေါ့နော်လူတွေကိုကူညီချင်တဲ့စိတ်သွေးလိုအပ်နေတဲ့လူနာတွေကျန်းမာပါစေအသက်ရှည်ပါစေအဲ့လိုမျိုးခံစားချက်တွေနဲ့ပို့ပြီးတော့လေးနက်လှူဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လည်းကိုကျန်းမာနေတဲ့တွေကိုလှူနိုင်နေတဲ့တွေရှေ့ဆက်ပြီးတော့လည်းလှူဒန်းတော့ပါမယ်လူနာတွေအားလုံးလည်းကျန်းမာကြပါစေအသက်ရှည်ကြပါစေစိတ်ချမ်းသာကိုကျန်းမာရှိကြပါစေလို့ဆုတောင်းပေးပါတယ်ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့ World Blood Donor Day မှာဒိုနာအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုစကားလေးပြောကြားလိုပါတယ်ရှင်2025 World Blood Donor Day ရဲ့သင်္ကေတကတော့ Give Blood, Give Hope, Together We Save Lives ဖြစ်ပါတယ်ရှင်ဒီလိုတမန်မော်လီစီကိုအနိုင်စီကိုလာရောက်ခဏနေတဲ့ဒူနာတွေရဲ့ရေးတကြီးလိုအပ်တဲ့သွေးကိုလှူခွင့်ရတဲ့အတွက်တိုင်းပြည်ကျင်းတဲ့ပြည်ချင်းဖြစ်ပါတယ်။သွေးလှူချင်တာကတော့ကြားခဲ့ပါပြီ။ဒါပေမဲ့သွေးအားပြည့်ပြီးတော့သွေးကောင်မပြည့်တဲ့အတွက်လှူခွင့်မရခဲ့ဘူးပေါ့နော်။အခု2022ကနေစပြီးတော့ကံအားလျော်စွာပေါ့အကြောင်းအကျိုးဆက်ပြီးတော့လှူခွင့်ရတာအခုဆိုလို့ရှိရင်ရှိကြည့်ဒီလှူတော့ပါပြီ။ခါတိုင်းကတော့ဒီ medical check up လုပ်ရင်တော့မှဒီသွေးနဲ့ဖောင်းလာမှကြောက်စိတ်ဖြစ်ခဲ့ပေမဲ့အခုတော့လေအလှခံပုံကိုယ်တွေရဲ့ယောဂဝေဒနာတွေတက်တာပြောက်ကင်းပါစေဆိုတဲ့စိတ်ဆန္ဒတစ်ခုနဲ့တွေးအိမ်လုံးခောက်တာတော့မှကြောက်စိတ်မဖြစ်ခဲ့ဘူးပေါ့နော်အဲဒါကြောင့်မို့လေလေးကိုဒီချိန်တစ်ခါပဲဖြစ်ချိန်မောင်းများစွာပဲဖြစ်ဒီဒါနဥပပါရမီကိုဖြစ်ပြီးပြောလှူနေတဲ့ဒါနတွေးလှူရှင်တွေအကုန်လုံးကိုများစွာသာဓုခေါ်ပါတယ်နော်ပြီးတော့လေအမတို့ဒီအလှခံပုံကိုပေါ့ဒီနိုင်လေကျမ်းမာချမ်းသာပြီးတော့မိမိရဲ့ခန္ဓာကိုယ်လွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆန္ဒပြုပါတယ်။ဒါမဲ့ဇွန်လ14ရက်နေ့က World Blood Donor Day ဖြစ်ပါတယ်။ကျွန်တော်ကလည်းပန်းလိုက်မှာလုပ်လာတာ9နှစ်ရှိပါပြီ။တွေးလူလာတဲ့အချိန်ကြီးကလည်း10ချိန်ထပ်တော့ရှိပြီပေါ့နော်။အဓိကလူရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်လူနာတွေဆေးကုသတဲ့အခါမှာဆေးပြေချောင်းမွစွာနဲ့ပြီးမြုပ်တော်ဝင်အတွက်ဖြစ်ပါတယ်။အားလုံးအတူတူတွေးလူကြပါစို့။အားလုံးပဲမင်္ဂလာပါ။ဒါမဲ့14ရက်နေ့က World Blood Donor Day ဖြစ်ပါတယ်ခင်ဗျာ။လူတက်များခဲ့တဲ့မို့လဲအားလုံးပဲတွေးကြပါစို့။ကျွန်တော်ကတော့ဆောရခါအပြည့်နဲ့တွေးဖြစ်ပါတယ်ခင်ဗျာ။ဒီကကျွန်တော်တွေးလူဖြစ်တာပေါ့ဒီနေကောင်းတဲ့လူတွေဒီကကျန်းမာရေးကောင်းတဲ့လူတွေကိုခဏမြင်တာပေါ့ဒီမှာလည်းဒီကျွန်တော်ဆိုကိုပွားရည်နဲ့ခဏစိတ်ဝင်တဲ့ရှိအဲကြောင့်နေတော့တွေးလူဆိုတာနေပေါ့ဒါပေမဲ့နောက်ပိုင်းမှာအခုကြီးရဲ့တွေးခဏလူကတော့ဟောလည်းတွေးလူချင်တယ်ပေါ့ဘာလို့လူချင်လဲဆိုတော့တီးတယ်ပဲဒါပေမဲ့နောက်ပိုင်းမှာတွေးလာတော့အေးရတဲ့လူတွေများတယ်ဒီကောင်းဖြစ်တဲ့လူတွေများတယ်ပေါ့အချို့ဆိုရင်ကြုံနေခဏတွေးလူချင်တာဆိုပြီးရဲ့လူရှိအဓိကတော့ကျန်းမာရေးဒီကတော့ကျန်းမာရေးဆိုတော့ဆိုလို့ရတယ်ပတ်စံဆိုတာလည်းဝယ်လို့မရဘူးကျန်းမာရေးရောဒီမှာလည်းစီးရဲဆိုအဲ့ဒီစိတ်ကိုပြီးတော့တွေးလူရေးကျွန်တော်ဒီကတော့လူရဲ့ဒီပေါ့ကျွန်တော်တွေးရတဲ့လူတွေတော့ကျန်းမာရေးချင်အဓိကပါဘာလို့လဲဆိုတော့ဒါမှလည်းတက်ဆက်ရှင်
အစိမ့်နေလို့ဖြစ်တယ်ဖြေးလျှောက်လေးပူပြီးတော့ဒီပါတော့တွေးထားရအောင်ပူပြီးတော့လေကြည့်ကြအောင်တနေ့ကိုဖြစ်နိုင်တော့တော့လူချင်းတာဟုတ်တယ်အဲ့လိုပြီးတော့ အန်ဒီကတော့သူကအမေကိုစပြီးဖြစ်ခဲ့တာပေါ့အဲ့တော့အမျိုးသွေးမလူပါဘူးဆိုတော့မရှိခဲ့ဘူးလေသူရလည်းအဲ့တော့လည်းရှာရအရန်ခက်တဲ့ခါကျတော့အဲ့မှာစပြီးဖြစ်ခဲ့တာနည်းနည်းကိုအသက်ကြီးမှသူတော့အကျင့်ရတော့နေတော့ပေါ့နောက်ကိုအသက်50ကျော်လာပြီဆိုတော့ဆရာတွေကပြီးလူတော့ဘူးမလူတော့ဒီသွေးခက်ခဲနေတဲ့လူနာတွေအတွက်အန်ဒီကဒီ brighter ပေါ့နော်သွေးလူတွေကိုရှာပေးမယ်ဒီအတင်းလေးကိုဦးစီးပြီးတော့မှလက်ပို့မဲ့ကျူမယ်ပေါ့ဒါပြရတယ်ကိုယ်အတွက်တော့ပီတိလေးပေါ့ဒီနော်ကုသိုလ်လည်းရတယ်ဆိုတော့မှအန်ဒီလိုလေးညာနေရပဲဦးစီးပြီးတော့မှဆက်လုပ်ပြီးနေရပေါ့လူလိုတော့များတော့ဘူးပေါ့သားတွေသမီးတွေလည်းလူပါတယ်အချင်းကြီးလည်းများပြီသားဆိုလည်း40သားအလက်ဆိုရင်30ကျော်သမီးက20ကျော်ပေါ့အချင်းကြီးသူတို့တွေလည်းလူနေကြသူတို့တွေချင်းနဲ့လူတွေဆိုတော့အန်ဒီကလည်းဒီဆောက်ရှောက်ပြီးရှာပြီးလုပ်ပြီးပေါ့နော်ဒီတောင်းလိုက်လည်းအန်ဒီကမင်းနဲ့ဒီသွေးရှာတာလည်းဟိုသမီးစားနေတယ်လည်းသမီးစားနာပြီးရှာပြီးအဲ့လိုအန်ဒီကလုပ်ခက်ပြီးနေနော်ဒီရတော့တဲ့အတွက်လူနာတွေကဝန်သားတွေဒီလေးတွေအန်ဒီကမြင်ရတော့ကျေးဇူးကိုသူကျေးဇူးတင်နေဆိုတဲ့စကားတော့ပြန်ပဲကြည့်နေပါတယ် ဒီရောမလုပ်ဖြစ်တာတော့เนาะကိုကအဓိကတွေးဖို့လေဆိုတာကကိုကလူတွေရဲ့တက်ကိုအများဆုံးကြည့်နေရပါတော့အဲ့တော့ခါကျတော့တွေးလူနာတွေကတွေးတောင်းလာပြီဆိုရင်ကျွန်မအနေနဲ့အမြန်ဆုံးနဲ့အဲ့လိုမျိုးတိကျကျဖြစ်အောင်ကျွန်မတည်တည်ချာချာလေးစူးစမ်းပြီးတော့ပို့ပေးရပါတော့ပြီးတော့ခါကျတော့ကျွန်မဒီရုံမှလည်းဒီထက်ပို့ပြီးတော့ကျွန်မထပ်ပြီးတော့စူးစမ်းသွားမယ်ပေါ့လူနာတွေအမြဲအဆင်ပြေအောင်ပေါ့နော်သူတို့တွေးကိုလိုအပ်တဲ့တွေးကိုအချိန်မှန်လေးရနိုင်အောင်လူနာတွေရဲ့အသက်ကိုပေးနိုင်အောင်ကျွန်မဒီထက်ပို့ပြီးစူးစမ်းသွားပါမယ်တွေးလို့ရတာတော့လူနာရဲ့အသက်ကြီးတော့တွေးလူလိုက်လို့ကိုလူလိုက်တဲ့တွေးလူနာချင်းအသက်ဆက်ရှင်တော့ပီတီလည်းဖြစ်ရတယ်လေးလာပြည့်တယ်လည်းဆက်ပြီးသူ့တော့မယ် ဒီလူဖြစ်ရတဲ့အကြောင်းအရာလူနာတွေကိုတသက်စီရှင်လို့ပါရှင်ကိုယ်တိုင်လူနာရဲ့နာမတခြားဒီလူရှင်တွေကိုရှာပြီးပါရဲ့ရှင်ဒီပါကျွန်မတွေးလူတာတောင်းချင်ရှိပါပြီတွေးလူပြီးရင်လည်းအမြဲတမ်းရှင်လန်းပြီးဟိုမှာစိတ်ထဲမှာတစ်ခါတည်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးရတဲ့အတွက်အမြဲတမ်းပျော်ရွှင်နေပါတယ်နောက်ထပ်လည်းဒီထက်မကလူပါမယ်အမြဲတမ်းကိုယ်ကိုယ်လည်းကျန်းမာအောင်လို့အမြဲတမ်းဆောင်ရှောက်ပြီးထိန်းသိမ်းနေပါတယ်ရှင်ဟုတ်ပါပါကျွန်တော်ကတော့ balance ဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်အခုလာမဲ့ဇွန်လ14ရက်နေ့ဆိုရင်ဖြင့် War Blood Donor Day ဖြစ်ပါတယ်ကျွန်တော်အခုဒီ balance ဆေးရုံမှာသွေးလူလန်းလာတာအခုဆိုရင်48ကြိမ်မြောက်ရှိပါပြီ။ဘာဖြစ်လို့သွေးလူရလဲဆိုရင်သွေးလူအပ်နေတဲ့လူနာတွေအတွက်ကျန်းမာရေးတောင်းတနေရာကတက်တာစီရန်အတွက်ကျွန်တော်သွေးကိုလူဒန်းခြင်းဖြစ်ပါတယ်။အားလုံးပဲသွေးလူဒန်းခြင်းဖြင့်လူသားတွေရဲ့အသက်ကိုကယ်တင်ကြပါစို့။